ဒီတစ်ခေါက်ကဒီမွန်စတိုင်ချင်းကန်ဆက်အရေးပြုတ်လက်တော့ကိုချက်ပြမှာဖြစ်ပါတယ်ဒီမွန်လူမျိုးတွေတော်တော်များများကြိုက်ကြတဲ့ဟင်းတွေကတစ်ခွက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းဒါကြိုက်ပါတယ်အချက်နီးတွေကလည်းလွယ်လိုက်ကြည့်ကြရအောင် let's go ဒီထဲမှာသုံးထားတဲ့မူကကောက်ရိုးမူဖြစ်ပါတယ်ကောက်ရိုးမူကဒီဂျပန်စူပါတော်တော်များများမှာတိတ်မတင်ဘူးရဲ့မရှိတဲ့နေရာရှိမယ်လို့ထင်ပါတယ်။မုံမထည့်ပဲနဲ့ဒီတိုင်းရဲ့ချက်လဲကျွန်တော်အရသာရှိပါတယ်။ဒီချက်သားထဲကိုဒီစပလင်ရဲ့ဂျင်းရဲ့ချက်သွန်ပြူရဲ့စားရဲ့နနွင်းရဲ့ထည့်ပြီးတော့မိနစ်20လောက်ပြုတ်ထားပေးပါမယ်။ဒီရလာတဲ့ဒီချက်သားကိုကျွန်တော်ဖယ်ထားလိုက်မယ်။ဒီအရည်တွေကိုမှုန်နဲ့ဒီချက်ဦးအနုလေးကိုကျွန်တော်ထည့်ပါမယ်။ကျိုးထည့်ထားလို့ရှင်လေနော်တအားနူးနေတာမျိုးမကြိုက်လို့ပါကျုပ်ဆိုလို့ရှင်မာနေတာမျိုးတိတ်မကြိုက်လို့ပါဒီချက်သားကိုဒီကိုကြိုက်တဲ့အနေတော်အတုံးလေးတွေဖယ်ထားပေးပါမယ်ဒီအရေတောက်တယ်မှာကျွန်တော်ဒီမှာအသားရော်ဒီကထားပြီးတော့တုံးပြသွားတာဖြစ်ပါတယ်ဒီအယိုးနဲ့ကြံတဲ့အသားနဲ့ငယ်ကိုကြတော့ဒီ monster ရင်ကျွန်တော်အရင်မပါဘဲနဲ့တုတ်တဲ့အတုံးနောက်တစ်မျိုးရှိရယ်ပေါ့နော်ကျွန်တော်နောက်ဘလော့မှာပြန်ပြီးတော့ချက်နေလေးပြန်ဝေးပြပေးပါမယ်။နေလို့ရလာရဲ့ဒီချက်သားတွေကိုခုနကကျွန်တော်ချက်ပြုတ်ရည်ကိုပြန်သွားထည့်ပါမယ်။ကျွန်တော်မီးအထက်ပူပေးစရာမလိုတော့ပါဘူး။သူ့ရဲ့ဒီအနွေးတက်နဲ့ပဲကျွန်တော်အရသာဆက်သွားမှာဖြစ်ပါတယ်။ပြီးတော့လို့ရှိရင်ဒီမှာမြင်ငပိလိုပါမယ်။မြင်ငပိကိုမီးကင်တာမျိုးမီးဖုတ်တာမျိုးလုပ်လို့ရှင်ပို့ပြီးတော့မွေးပါတယ်။ကျွန်တော်အိမ်မှာဒီလျှက်စစ်မီးနဲ့ချက်တာဖြစ်တဲ့အတွက်ကျွန်တော်ပေါင်းထားလိုက်ပါတယ်။မြင်ငပိရသွားပြီလို့ရှင်နောက်တစ်ဆင့်ကကျွန်တော်ဒီငရုတ်တီစိမ်းနဲ့ချက်သွန်ဖြူလှော်ထားမှာဖြစ်ပါတယ်အစိမ်းထည့်ပြီးတော့စားလဲရပါတယ်ကျွန်တော်ဘိုက်နာမှာဆိုတဲ့အတွက်ကျွန်တော်လှော်ထားလိုက်ပါတယ်ဒီနေရာမှာကျွန်တော်မိုးဟင်းလို့ပြောရင်မရှိမဖြစ်လိုအပ်တာမယံပြားပဲဖြစ်ပါတယ်မယံပြားမရှိဘူးဆိုတော့တံမြားသီးတုံးလို့ရပါတယ်တတိထားမှာတံမြားသီးဆိုလို့ရှင်ကျွန်တော်ခါတက်တယ်ပေါ့နော်အခုချက်အခုစားတာပို့ပြီးတော့ကောင်းပါတယ်နောက်ဒီနေရာမှာကျွန်တော်ခုနလှော်ထားတဲ့ငရုတ်တီမယံပြားရဲ့နောက်ငပိကိုထည့်ပါတယ်ပြီးတော့လို့ရှင်ဒီလိုလေးကျွန်တော်ကြိတ်ထားလိုက်ပါတယ်ဒီနောက်ဆုံးမှာကျွန်တော်အရသာဆက်ပါမယ်အသားမုတ်ထဲကြိတ်ထားရဲ့ငရုတ်တီကိုထဲမယမ်းပြားထည့်လိုက်တာနဲ့ဒီဟင်းရည်အညိုရောင်ဘက်ကိုပြောင်းသွားတယ်အရသာဘာရတော့ကိုကကြိတ်တဲ့အရသာကိုဆက်လို့ရပါတယ်ကျွန်တော်ချိန်ရဆက်တာဖြစ်ပါတယ်ဒီနောက်ဆုံးမှာကိုကနန်းနန်းပင်ကြိုက်တယ်ဆိုရင်နန်းနန်းပင်အုပ်လို့ရပါတယ်အိမ်မှာနန်းနန်းပင်ကုန်နေလို့ပါတော့မယမ်းပြားထည့်တဲ့ခါကျမယမ်းပြားချိန်ကတအားဆူတာဖြစ်တဲ့အတွက်မယမ်းပြားထည့်တဲ့အခါကျလို့ရှိရင်တော့တတိထားပြီးတော့ထည့်ပါအဆင်ပြေပါစေ